မင်္ဂလာပါရှင်နေပြီးတော့ပုပ္ပတီဗီရှားတော်မင်္ဂလာဈေးကမဟာဂုံသင်္ကန်းပေးခရာဆိုင်ရပါရှင်ဒီကနေ့ကျမတို့ဆိုင်မှာဝါဆိုသင်္ကန်းကပ်ဖို့အတွက်သင်္ကန်းပေးခရာအစုံလာဝယ်တဲ့အကိုကဒီအိတ်နဲ့ဆိုရင်ပေါ့နော်အိတ်နဲ့ဆိုတာထက်ကျမချင်းလေးနဲ့ပို့ပြီးတင်တော်တယ်ချင်းလေးနဲ့ပဲယူပါဆိုပြီးမှအကြံပေးလိုက်တာပါအဲ့ဒါအခုဒီအကိုအတွက်သင်္ကန်းပေးခရာချင်း၅ချင်းလုပ်ပေးမှဖြစ်ပါတယ်ဆိုင်မှာရှိပြီးသားသင်္ကန်းချင်းတွေက CYC သင်္ကန်းကိုတုံးထားတာဖြစ်တဲ့အတွက်အကိုကပေါ့နော်ဒီသင်္ကန်းထပ်ပိုကောင်းတဲ့ဈေးအလယ်လက်ရှိတဲ့သင်္ကန်းလေးကိုရွေးပေးပါဆိုလို့ကျမက Korea Rifle ဒွိစုံညဟန်းလေးကိုရွေးပေးထားပါတယ်သူကတော့ဒီသင်္ကန်းထဲမှာဈေးကအလယ်လက်ဆိုတော့ဈေးလုံးနဲ့ချိုတယ်ပေါ့နော်အဲ့ဒါကျမတို့ဒီနေ့ပြင်ဆင်ပေးမှဖြစ်ပါတယ်ဒါအခု5ခုပြင်ထား3ခုပြင်ထားပြီးသွားပြီပေါ့နော်အဲ့တော့တစ်ချက်ပြချင်တာကျမတို့သင်္ကန်းဘူးသင်္ကန်းဘူးကဒီလိုလေးပါနော်ကျမတို့သင်္ကန်းဘူးလေးကဒီလိုလေးပါဒီလိုလေးဒီကုတ်တင်တစ်ထပ်ပါတယ်ပေါ့နော်ဒီအထက်ကကျွေဆက်ကူပေါ်မှာကျမတို့ကပလတ်စတစ်ကုတ်တင်တစ်ထပ်ပါတယ်ပြောင်ပြောင်လေးနဲ့ပေါ့နော်လက်လက်ကလေးဖြစ်တယ်အဲကျမတို့သင်္ကန်းဓာတ်ပါတယ်ပုံစံလေးပြတာပါဒါသင်္ကန်းထည့်ပြီးွားပြီပေါ့နော်ဒါကျမသင်္ကန်းချင်းထဲမှာထည့်မှာဖြစ်တဲ့အတွက်ဒီသင်္ကန်းအမျိုးအစားကိုမမြင်မှာစိုးလို့ပေါ့နော်ကျမတို့ကဒီမှာ Korea Rifle ရဟန်းဒွိစုံဆိုပြီးမှရေးပေးထားပါတယ်ဒါလေးကတော့ကျမအကျိုးလေးကိုမဆွဲပေးလိုက်ဘူးပေါ့နော်ချင်းနဲ့ထက်မှာဖြစ်တဲ့အတွက်ကြည့်ကောင်းအောင်လို့ပါဒါသင်္ကန်းဘူးလေးပါဒါကျမတို့သင်္ကန်းချင်းမှာသုံးမဲ့ဖနက်ဆိုလဲကျမတို့ကဖနက်ကိုကြည့်လိုက်တာနဲ့ခွာပြဲသွားတာတွေပါဖြစ်တယ်ပေါ့နော်ဒီ error တွေလည်းရှိတော့ကျမတို့ဖနက်ဆိုလဲအသေးချာချာလေးထည့်ပေးပါတယ်ဈေးလေးလဲချိုရမယ်ပစ္စည်းအရေးတို့လည်းကောင်းရမယ်ပေါ့နော်ဒါဆိုရင်ကျမတို့ဒီဒါအထူးချုပ်ဖနက်လေးပါတရေခန့်ကိုမှလုံးဝခွာပြဲတာတွေခွာပြုတ်တာတွေမရှိဘူးပေါ့နော်ဒါလေးထည့်ပေးမှာပါဒါကျမတို့ထီမီကိုထီပေါ့နော်မီကိုခောက်ထီတို့ထည့်ပါမယ်တပိတ်လေးထည့်မယ်ပေါ့နော်တပိတ်ကတန်တပိတ်ကျွေတုပ်ပြီးသားဖြစ်တယ်ကျွေတုပ်တန်တပိတ်ကိုထည့်မှာပါပြီးတော့ဒါပေးခရအထုပ်လေးထည့်မယ်ကပန်းကျိုးထည့်ပါမယ်ရှင်ချင်းဝိုင်းလေးကိုရွေးထားပါရယ်နော်တပိတ်လည်းပါမယ်သင်္ကန်းလေးရောထီးတွေရောဖနက်တွေရောရက်တွေရောဆိုတော့မဆမှာဆိုလို့ချင်းဝိုင်းလေးနဲ့ကျမတို့ထည့်ပါမယ်ပြီးရင်ဒီချင်းကိုကျမတို့ဒီသင်္ကန်းစွပ်တဲ့အိတ်ကိုစွပ်မယ်ဟိကန်နဲ့ကျမတို့အပူပေးမယ်ပြီးရင်ဒီပေါ်မှာသင်္ကန်းပေါ့ကြံပန်းလေးထည့်မယ်ပေါ့နော်ကျမတို့ကဒီကြံပန်းတွေဒီသုံးသွားတဲ့ plastic ပိုးတွေလက်ခါတွေမယူထားဘူးပေါ့နော်